Hello မင်္ဂလာပါခင်ဗျဒီကကြကျွန်တော်တို့ Hijet 2013 AC Power 4E ဖြစ်မယ်နော် AC Power 4E ဖြစ်မယ်ကျွန်တော်တို့ကလက်ခေါင်လုံးချက်လေးလည်းရှိမယ်ဆေးလုံးချက်လေးတော့ရှိမယ်နော်ဟုတ်ကဲ့နည်းနည်းပါညာလေးတော့ရှိတယ်ဆေးလုံးချက်လေးတော့မလွတ်ပါဘူးနော်ဆေးလုံးချက်ပါညာဆိုရင်တော့မလွတ်ဘူးဟုတ်ကဲ့ပါခင်ဗျနည်းနည်းတော့နောက်ကန်လေးတော့နည်းတက်တယ်နော်ဒီဟာလေးတော့နည်းလေးရှိတယ်နောက်ကန်လေးတော့နည်းနည်းဟောဖြစ်မယ် Okay အဲ့ဆိုရင်ကျွန်တော်ထည့်ကြည့်မယ် Okay ကျွန်တော်ဒီမှာ UOP ပဲနော်ကီလိုကကျတော့38,000ကျော်မယ်ဒီအချင်းကြီးကိုမြင်ရတာเนาะ38,000လောက်ကျော်မယ်ကျွန်တော် AC ပါမယ် power ပါမယ် 4E ဖြစ်မယ်เนาะဒီကောင်လေး memory လေးဖြစ်မယ်เนาะ memory လေးဖြစ်မယ်ဆိုကျွန်တော်ချင်းနှင်းအောင်လေးပြပြီမယ်ချင်းနှင်းအောင်လေးပါเนาะချင်းနှင်းအောင်လေးပါဒါဆိုရင်ကျွန်တော်ဖင်အောင်လေးပြပြီမယ်ဟုတ်ကဲ့ဖင်တော့ကျွန်တော်ဒီဖင်အောင်လေးကျွန်တော်ပြပေးတာပါเนาะပြပေးတာပါအရင်တော့မစိုးပါဘူးเนาะဟုတ်ကဲ့ပါအဲ့ဆိုကျွန်တော်အနောက်ကန်လေးပြပေးမယ်ခင်ဟုတ်ကဲ့ပါအနောက်ကန်လေးနော်ဒါနောက်ကန်လေးပါโอเคပါလေဖေးအောက်ဖက်ဟာလေးပြပေးမယ်ခင်ဟုတ်ကဲ့ပါအောက်ဖက်လေးပြပေးတာပါနော်ဆိုတော့မဆိုးပါဘူးဟုတ်ကဲ့ပါဒီဟိုက်ဂျက်လေးပါနော်ဟိုက်ဂျက်တော့73လေးပါဟုတ်ကဲ့ကြည့်ပြီးလို့ဒူးကျေးဇူးတင်ပါတယ်